Pamis Career Channel မှာကြိုဆိုပါရစေ။ညဦးကမိုးဖြန့်ဖြန့်ကြထားလေတော့အပူတန်ရော့ပါသွားတယ်။ခင်ဦးစန်းစေးသမင်းအိုးတယ်ပြီးတဲနောက်က60မှရှိတော့အိမ်သားကိုပြေးထွက်လာခဲ့တယ်။မနက်4နာရီအုံမောင်းခောက်တန်ရောဦးကျောင်းမှပြန်လွင့်လာတယ်။ဒီကနေ့သူမှ15မိနစ်ခန့်စော၍အဲ့ရကနိုးချင်းဖြစ်ပါတယ်။ခါတိုင်းဆိုအုံမောင်းခောက်တန်ကြားမှသူမှအဲ့ရထားတယ်။ရေနံစီမီခွက်ကိုလက်မှာကန်ရင်မြေပြော့ကိုရှောင်နှင်းလာခဲ့ရတယ်။အမောင်နဲ့မဲအိမ်သားကိုတယောက်တည်းလာခဲ့ရတာကိုသူမသွေးကအကြောချမ်းနေမိတယ်။မနေ့ကရော်လဲကတော်အေးမြောက်အိမ်မှာလူစုံသုံးပြောနေတဲ့အကြားခဲ့ရတယ်။ရော်စာတင်ကျောင်းကဆီယာမလေးနေဝင်ရီတရောချိန်ချောင်းထဲစင်ရေချိုးနေတော့တရေ6ခန်းရတဲ့ဆီယာမလေးခမကြောက်လွန်းလို့မြို့ပြန်မယ်ပဲတွင်ပြောနေတယ်။ဆီယာမလေးပြောခဲ့တဲ့အထက်မှာသူမရေဆိုင်နေတော့အနောက်ကနေရေတွေတပြန်းပြန်းနဲ့ပတ်တဲ့နောက်လှည့်ကြည့်တော့လူမရှိအဲ့ဒါကြောက်တာနဲ့ကုန်းပေါင်ပေါ်ပြန်အသက်ဒူးမကိုအနောက်ကနေစပင်ဆောက်စောတယ်ဆိုပဲဆီယာမလေးခမထမရင်လျာရေဆိုကြီးနဲ့ကျောင်းကိုပြန်ပြေးခဲ့ရရှာတယ်ကျောင်းကအတူနေဆီယာမတွေကရွာကလူကြီးတွေပြောပြီး60ကိုတွားရှာတော့ဘာမှမတွေ့ရပါဘူးဆီယာမလေးကတော့ကြောက်လွန်းလို့တငုံငုံနဲ့ပေါ့ရွာလူကြီးကသူ့အိမ်ခေါ်တော့ပြီးသူ့သမီးမတုံနဲ့သူအိတ်ခိုင်းရတယ်တဲ့သားတွေပြန်တွေ့ရင်ခင်ဦးအိမ်သားတက်ရမှာကိုကြောက်နေချင်းဖြစ်ပါတယ်။အရင်ကတော့အိမ်သားတော့ရင်မိခွက်ပေမယူရမ်းမှန်းသွားလိုက်တယ်။ကြောက်ပဲလေဆိုမှဘိုက်ထဲကရေကနေနာနေလိုက်တာအတော်နဲ့ထားမြဘူး။ထိုအခါချောင်းထဲမှာဖြန့်ခနဲ့ရေပက်တန်ကြားလိုက်ရတယ်။ခင်ဦးကိုလေတုံးကနေဖြစ်သွားတယ်။ငါပုတ်တန်မဟုတ်တာတေးချတယ်။ချောင်းရေကိုခက်ပက်နေတကယ်တော့အတန်းကြားရချင်းဖြစ်ပါတယ်။ခင်ဦးထား၍လုံချီကိုပြင်းဝတ်လိုက်တယ်မိခွက်ကိုကိုင်ကအိမ်သားမအောက်သို့ဆင်း၍ချောင်းထဲသို့လှမ်းကြည့်လိုက်တယ်ချောင်းထဲမှာတရရွနဲ့ခေါင်းကြီးတစ်ခုဟိုပြေးတီပြေးလှုပ်နေတာကိုတွေ့လိုက်ရတယ်ကြောက်စိတ်ကတက်ဆက်စုလိုစိတ်ကတက်ဆိုတော့ခင်ဦးမိခွက်ကိုချောင်းပဲမြှောက်ကြည့်လိုက်တယ်အမွေးမြင်စုပ်ဖော်နဲ့ခေါင်းရှင်မျိုးကြီးကမိအောင်ကြောင်ဒူးမဘက်ကိုလှည့်လာတယ်ခင်ဦးကိုစူးစူးကြီးတစ်ချက်ကြည့်ကရေထဲကိုငုတ်သွားလိုက်တာမြန်ပဲမကြပါဘူးချောင်းရည်တွေခင်ဦးဘက်ကိုပြန်ကနေနဲ့ကျလာတယ်အမေတရေလို့အော်ကခင်ဦးအိမ်ဘက်ကိုတချိုးတဲ့ပြေးတော့တယ်နောစာကျွေးဖို့ပြေးနေတဲ့အပကခင်ဦးအတန်ကြောင်ပြေးရလာကြောက်လန့်ပြီးထွက်လာတဲ့ခင်ဦးနဲ့တဲဝမှာဝုန်းကနေတိုက်လဲပါလေရောအမေလည်းဖျားကြောနေတာကနေအပြေးလှော်ထလာရတယ်တာဖာနှစ်ယောက်ဝယုံသုံးကဖြစ်နေတာတွေ့တော့ဟဲ့ဘာဖြစ်နေကြတာလဲလို့မေးလိုက်တယ်အပကအရင်ထပြီးခင်ဦးကိုစောကူထူပေးရင်မသိဘူးမဲလှငါလည်းမင်းသမီးအော်တန်ကြလို့ပြေးလာတာခင်ဦးကတုံရင်ဖြစ်အပချောင်းထဲမှာတရေတွေ့ခဲ့တယ်ဥဒါပိုကခင်ဦးကိုကြည့်၍ဟုတ်ရဲ့လားလုံမလေးရဲ့ခင်ဦးတွေးမျိုးချရင်တကယ်ပါရဲ့ကျုံမလွင်ဝွန်ပါဘူးတော့ဖျားစုတရေမှတရေကြီးဥဒါပိုထရံမှာထိုးထားတော့တမကိုဖျက်ယူလိုက်ပြီးတော့ရှေ့ကတော့အပားလိုက်ကြည့်မယ်ခင်ဦးကိုတွန်းပြရင်ဟင်းအပားကျုံမလိုက်ရဲဘူးအပားပါသာတော့ကြည့်ခင်ဦးတကယ်ကြောက်နေတာကြည့်၍ဥဒါပိုစဝေးစွာဖြစ်သွားဟန်တူတယ်ခင်ဦးစီကမိခွက်ကိုယူ၍နောက်ဖေးချောင်းဆက်ကိုထွက်သွားတယ်တော်လှတို့သားမိလဲအိမ်ထဲမနေရဲ၍ဥဒါပိုနောက်သို့လိုက်ပါသွားကြတယ်ချောင်းထဲကိုမိခွက်မြှောက်ကြည့်လိုက်တယ်ချောင်းရည်ကညံနေတယ်ငါပုတ်တန်တော်မထွက်ချေဥဒါပိုသမီးဖြစ်သူဘက်ကိုလှည့်ကြည့်၍လုံမအမြင်မှားသွားတာနေမှာပါချောင်းထဲမှာဘာမှမရှိပါဘူးတော်လှကလည်းခင်ဦးညီအေးမဝတာများလာ၏ခင်ဦးကောင်းကောက်လိုက်တယ်သူမခုနကအမှန်တကယ်မြင်တွေ့ခဲ့ရတယ်ထိုအခါချောင်းအောက်ဖက်စီမှာရေတံဖြန်းကြားရပြန်တယ်ခင်ဦးထအော်တဲ့ဥဒါပိုချောင်းအောက်ဘက်ကိုအပြေးလိုက်တော့ကြည့်ကမဲကောင်းစုပ်ဖော်ချုံကြီးကရေပေါ်ခေါင်းဖော်ကအောက်သို့စုံစင်းသွားပြီဖြစ်တယ်သူတို့တာဖ3ဦးသားတူကိုတူငေးကြည့်ပြီးနောက်မှာအိမ်ဘက်သို့တုတ်နဲ့ပြန်ပြေးသွားကြတယ်